ဦးစားပေးကတော့ saxophone ပေါ့အဲ့လိုမျိုးလားအဲ့လိုပဲပြောတော့မှာပေါ့ဟုတ်ကဲ့မင်္ဂလာပါဇကြီးမင်္ဂလာပါဆိုတာဇကြီးရဲ့ saxophone ပေါ့ကျွန်တော်တို့လေမုတ်တူရီယာပညာရှင်ပါ record label တွေလည်းဇကြီးအများကြီးလုပ်ထားပါတယ်ဇကြီးရဲ့ဂီတနဲ့ဖျက်ဆီးခဲ့တဲ့အတူကြုံလေးတချို့တစ်ဝက်ပေါ့လေအဲ့ဒါလေးကိုကျွန်တော်မှတ်တမ်းတင်နေလို့ပါကျွန်တော်တကူရင်းနေနေလေဆိုတော့ဇကြီးဘယ်တစ်ခုနဲ့ဘယ်ရွယ်လောက်တုန်းကစပြီးတော့ music စလုပ်ခဲ့လဲပေါ့အဲ့ဒါလေးသိပြစီကျွန်တော်တို့အနေနဲ့ပြောမှဆိုတော့9တန်း10တန်းလောက်ပေါ့နော်အဲ့တော့အငယ်တော့ဒီလိုဒီmission compound ထဲမှာနေခဲ့တဲ့stone ပေါ့နော်လင်မိုးတို့နောက်ဆုံးသွားပါပြီတကယ်ကြီးစောတင်မီပေါ့နော်ဒီလိုကျွန်တော်ငယ်ဘွားကြည်ပြင်းခဲ့တာဟုတ်ကြည်ခဲ့တော့အဲ့ဒါလိုလည်းပဲအတူတူပဲအဲ့ဒီချိန်တော့လည်းတခြားဘာမှလည်းဟိုဒါဒီ instrument တွေလည်းကိုလည်းဝယ်နိုင်ကြမဟုတ်ဘူးဆိုတော့အဲ့ဒါရှိတဲ့ဟိုဒါလေးငါပြီးတော့ဟိုတီးနဲ့အဲ့ဒါပဲအဲ့လိုပဲဘွားစားခဲ့တာပေါ့နော်ဟုတ်ကျွန်တော်ငယ်ရဲ့ဟိုဟာဟိုကြကြီးကိုတွေ့မြင်နေတာပေါ့လေဟုတ်အခုချိန်ဒီ music နဲ့ပဲဟိုရက်တည်တာဒါဟို blessing လို့လည်းပြောလို့ရတယ်တော့ music ပေါ်ချစ်တဲ့စိတ်ကိုမြင်ရတယ်ပေါ့ဇကြီးရဲ့ဟုတ်ကဲ့ဆိုတော့ဟိုဇကြီးဒီ record နဲ့ပတ်သက်ပြီးတော့ဘယ်ဒီမှာတီးခဲ့သေးလဲပေါ့ဟို record label ပေါ့လေပေါ့အဲ့ဒါလေးလည်းနည်းနည်းလေးပြောပြပေးပါလားတွေ့ကြုံရတော့ပြောပြဆိုတော့ငယ်ငယ်ကတည်းကတီးပြစ်တာများတာကတော့ဟိုတယ်တွေမှာတီးပြစ်တာများတော့ပေါ့နော်ဒီဆက်သဘောမူအနေနဲ့မဟုတ်တာ recording တို့တွေအနေနဲ့ကြတော့လေဟုတ်ဟိုရင်တော့ဝေလာတို့တာယာတို့ရသူတို့စီးပြီးတော့ပါဇော်ပိုင်တို့အဲ့လိုမျိုးအဲ့လိုကြိုကြားလေးပေါ့အဲ့တော့ recording နေနဲ့တော့တီးပြပါတယ်ဟိုဦးစားပေးကတော့ saxophone ပေါ့အဲ့လိုမျိုးလားအဲ့လိုပဲပြောတော့မှာပေါ့ဟုတ်ကဲ့ဘာလို့တော့ရင်တော့ငယ်ဘွားတော့ဝါသနာပါတာဂီတပဲဝါသနာပါတော့ saxophone တို့ဘာဆိုတာဟိုတောင်လဲဟို favorite ပဲလဲတော့မပြစ်ကြဘူးလေပြစ်ကြလို့ဆိုတော့အဲ့မှာဒါပေမဲ့ဦးလေးကအတင်ပေးတဲ့အခါကျတော့လဲဟိုဒါလေးစကလုံးအပုတ်ပြစ်သွားတော့ဗောနော်ဟုတ်ကဲ့နဲ့ clarinet ဟုတ်ဒီတူရီယာကြောင့်တချင်းပုံစံအများကြီးပြောင်းလဲသွားတာလည်းဖြစ်နိုင်တယ်လေဟိုပိုင်လင်နဲ့ arrange တစ်ခုလုပ်ပြီးတော့တီးပဲဆိုရင်အများကြီးကောင်းတယ်လို့ကျွန်တော်လည်းယူဆတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကလည်းဒီလိုပညာရှင်တွေကိုသိစေချင်တာတော့ကျွန်တော်အနေနဲ့ပတ်တန်းလေးပေါ့ရထားချင်တာအဲ့ဒါကြောင့် view တာပါဟုတ်ကဲ့ဟိုနောက် music တုံးမဲ့တော့ music တွေကိုလက်ဆောင်စကားလေးတစ်ခုလောက်ပြောပြလို့ရမလားပေါ့ဒီအရင်တော့လည်းအကြံမပေးတတ်ပါဘူးဟုတ်ကဲ့ဟုတ်တာပြောလို့ပဲကိုယုံကြည်ရာတော့ကိုဟိုလားလေကိုရဲ့ခံယူချက်ပေါ်မှာမူတည်ကြပဲလို့ကျွန်တော်တော့အဲ့လိုလဲမြင်မိတာပါဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ကိုကြီးအခါခွင့်တဲ့လည်းနောက်ဟိုပြောချင်တာလေးရှိရင်ကျွန်တော်တို့လည်းနောက်တိုက်ဆိုင်တာရှိရင်လည်းအခုလိုလေးပြောပြပါဦးလို့အခုတော့လည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါ